ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချစ်တဲ့တို့ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့စက်တင်ဘာလ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့စူပါတိုင်ဖွန်းမုန်တိုင်းရာဂါစာရဲ့နောက်ဆုံးရအခြေအနေတွေအားလုံးကိုပရိသတ်တွေသတိထားလို့ရအောင်လို့တင်ဆက်ပေးသွားပါမယ်။စူပါတိုင်ဖွန်းမုန်တိုင်းရာဂါစာအားရော့လာပြီးတော့24နာရီအတွင်းဗီယက်နမ်ကိုရောက်ပါမယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်တောင်ပြည်နယ်ကယ်ယိုရန်ဒေသတွေကိုဖျက်ချော်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းရာဂါစာအနောက်ဘက်ကိုရွှေ့လျားခဲ့ပြီးအားကောင်းတဲ့အပူပိုင်းမုန်တိုင်းရာဂါစာအဖြစ်အားရော့သွားခဲ့ပါပြီ။လေတိုက်နှုန်း90 mph ရှိပြီးတော့နောက်6နာရီအတွင်းမှာအပူပိုင်းမုန်တိုင်းအဖြစ်ပဲထပ်မံပြီးတော့အားရော့ကျသွားပြီးကွမ်ရှီပြည်နယ်တောင်ပိုင်းဒေသတွေကိုဆက်လက်ပြီးတော့ဖျက်ချော်နိုင်ပါတယ်။နောက်24နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်အဖြစ်နဲ့အားရော့ပြီးတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်နိုင်ပါတယ်။လေတိုက်နှုန်းက35 mph ဖြစ်ပြီးတော့လေတိုက်နှုန်းတွေရောကျပြီးလာအိုနိုင်ငံအထိမရောက်နိုင်တော့ပါဘူး။မုန်တိုင်းအကျွင်းချန်နေရလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံကိုဆက်လက်ဖျက်ချော်ပါမယ်။မိုးများပြီးတော့ရေကြီးနိုင်ပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးကြီးမဲ့နေရာတွေပြောပြပေးသွားပါမယ်။နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျိန်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပါမယ်။နောက်2ရက်အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးဆက်လက်ပိုနေပါမယ်။မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းစက်တင်ဘာ25ရက်ကနေအောက်တိုဘာ1ရက်အထိ9ရက်အတွင်းမိုးရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ပမာဏဆက်ပြီးတော့ပြောပြပေးသွားပါမယ်။မန္တလေးတိုင်းမှာဆိုရင်မိုးရေချိန်4လက်မကနေ6.5လက်မအထိရှိနိုင်တာဖြစ်ပါတယ်။မြို့ပေါ်မှာ9လက်မနေပြီးတော့မိုးအသင်းတရနေမိုးများနိုင်ပါတယ်။မန္တလေးမြို့ပေါ်မှာနေရာတချို့ရေရှမ်းနိုင်ပြီးတော့အရှိတ်ဘက်တောင်ကုန်းဒေသတွေပြည်ဦးတွေမှာမြေပြိုနိုင်ပါတယ်။မကွေးတိုင်းမိုးရေချိန်3.5လက်မနဲ့5.5လက်မရှိပြီးတော့နေရာအနှံ့အပြားမိုးရွာနိုင်ပါတယ်။နေရာကွက်ပြီးတော့လည်းမိုးသေးထန်စွာရွာသွန်းနိုင်ပါတယ်။ပခုတ်ကူကံကောခရိုင်နေအတွင်းမှာချောင်းနေရေရှမ်းနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းမိုးရေချိန်3.8လက်မနဲ့5.8လက်မအထိရွာသွန်းနိုင်ပြီးချင်းတွင်းမြဝန်းတလျှောက်မိုးသေးထန်နိုင်ပါတယ်။မြေရင်မြင့်တက်လာနိုင်တာကြောင့်မြေရေရှမ်းခြင်းဖြစ်နိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမိုးရေချိန်4.5လက်မနဲ့9လက်မအထိရွာသွန်းရရှိနိုင်ပြီးတော့တောင်ဆောင်တွေမှာမိုးသေးထန်နိုင်ပါတယ်။ရုတ်တရက်ရေကြီးခြင်းတွေလည်းဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်။အခုဆက်လက်ပြီးစက်တင်ဘာလ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးသွားပါမယ်။ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်အတင့်ရှိနေပါမယ်။ထူးခြားတဲ့အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရကွမ်ရှီပြည်နယ်နယ်စပ်ဒေသတွေကိုဖျက်ချော်ခဲ့တဲ့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းရာဂါစာအနောက်ဘက်ကိုရွှေ့လျားခဲ့ပြီးကွမ်ရှီပြည်နယ်တောင်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်လျက်ရှိက area တစ်ဆင့်အနောက်ဘက်ကိုဆက်လက်ရွှေ့လျားနိုင်ပြီးနောက်24နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်အဖြစ်နဲ့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ရန်ကုန်မှာတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဒီကနေ့မွန်တရနေနောက်ထပ်24နာရီအတွင်းခန့်မှန်းချက်ကမိုးလေဝသအခြေအနေနဲ့ဆိုရင်တော့နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အမြင့်ကြားတော့3မိုင်မိုးရွာစဉ်မှာမိုင်ဝက်ခန့်ဖြစ်ပါတယ်။ရေပြင်လေကတော့တောင်သို့မဟုတ်အနောက်တောင်တနအီပယ်လယ်မိုင်15ကနေ20မိုင်တခါတရံ35မိုင်ရှိနိုင်ပါတယ်။လိုင်းအခြေအနေလိုင်းကြီးနိုင်ပါတယ်။လိုင်းအမြင့်ကတော့10ပေကနေ12ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်
မိုးလေဝသခန့်မှန်းချက်ဆက်ပြီးတော့ပြပြပေးသွားပါမယ်။ဒီကနေ့မွန်တရနေနောက်ထပ်24နာရီအတွင်းခန့်မှန်းချက်ဖြစ်ပါတယ်။မိုးလေဝသအခြေအနေကတော့နေရာစိတ်မိုးထစ်ချုံရွာပါမယ်။အမြင့်တာ4မိုင်မိုးရွာစဉ်1မိုင်ခန့်ဖြစ်ပါတယ်။ရေပြင်လေးကတောင်သို့မဟုတ်အနောက်တောင်တနအီပင်လယ်မိုင်15ကနေ20မိုင်တခါတရံမိုင်30လိုင်းအခြေအနေလိုင်းကြီးနိုင်ပါတယ်။လိုင်းအမြင့်9ပေမှ17ပေခန့်ရှိနိုင်ပါတယ်။ဆက်လက်ပြီးတော့လေပြားနဲ့ရဝန်းအခြေအနေတိုင်းထွာရရှိတဲ့အခြေအနေကိုပြပြပေးသွားပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်10နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အရှေ့လေပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရဝန်းကအနောက်ဘက်ကိုရွှေ့လျားခဲ့ရာဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းကိုရောက်ရှိခဲ့ပါတယ်။ခံမှန်းချက်ကတော့အဲဒီလေပြင်းနဲ့ရဝန်းကလာမယ့်48နာရီအတွင်းအနောက်မြောက်ဘက်ကိုရွှေ့လျားကဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၎င်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကိုရောက်ရှိနိုင်ပြီးတော့အားကောင်းတဲ့လေဖီယာနဲ့ရဝန်းအဖြစ်ကိုပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုအနေနဲ့ကတော့အဲဒီလေဖီယာနဲ့ရဝန်းရဲ့အရှိန်ကြောင့်ဒီကနေ့ကနေစပြီးတော့28ရက်6လ2025ရက်နေ့အတွင်းတပြည်လုံးမှာနေရအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရကွက်ပြီးတော့မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးတလီပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မြန်မာပင်လယ်ပြင်အပေါ်အကျိုးသက်ရောက်မှုကတော့အဲဒီလေဖီယာနဲ့ရဝန်းရဲ့အရှိန်ကြောင့်ဒီကနေ့ကနေစပြီး28ရက်6လ2025ရက်နေ့အတွင်းမြန်မာကယ်ရိုရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးသက်လေပြင်းတွေကျရောက်ပြီးလိုင်းအသေးတရနေလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေးရတနာရီကို35မိုင်ကနေမိုင်40အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာ10ပေမှ16ပေခန့်အထိရှိနိုင်ပါတယ်။တိုင်ဖုန်းမုန်တိုင်းရာဂါစာရဲ့အရှိန်ကြောင့်မြန်မာတပြည်လုံးမှာမိုးထစ်ချုံရွာကဒေသတချို့မှာနေရာကွက်ပြီးမိုးကြီးပါမယ်။တိုင်ဖုန်းမုန်တိုင်းရာဂါစာရဲ့အကျွင်းအကြံတိမ်တိုက်တွေကြောင့်မြန်မာပြည်တပြည်လုံးမှာမနက်ဖြန်စက်တင်ဘာလ25ရက်ကနေအောက်တိုဘာ1ရက်အတွင်းနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်ပြီးမိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းတွေဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသမြန်မာရန်ကုန်ဌာနခွဲဒီကနေ့စက်တင်ဘာလ24ရက်နေ့နေ့လယ်2နာရီကျော်အချိန်အသိပေးထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်မွန်တက်12နာရီခွဲအချိန်တိုင်းထွာချက်တွေအရတိုင်ဖုန်းမုန်တိုင်းရာဂါစာတရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတွေကိုဖျက်ချော်ဝင်ရောက်လျက်ရှိပါတယ်။အမြင့်ဆုံးလေတိုက်နှုန်းမှာတနာရီကိုမိုင်100နှုန်းဖြစ်ပြီးတော့ရုတ်တရက်လေပြင်းတိုက်ချိန်မှာမိုင်140အထိရှိကအမြင့်ဆုံးလိုင်းအမြင့်မှာ32ပေနဲ့အထက်ရှိရလို့ဆိုပါတယ်။လာမယ့်24နာရီအတွင်းဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုအပူပိုင်းမုန်တိုင်းငယ်အနေနဲ့ဆက်လက်ဖျက်ချော်ဝင်ရောက်ကလာမယ့်48နာရီအတွင်းလေပြင်းအားနဲ့ရဝန်းအဖြစ်ကိုအားလျော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အပူပိုင်းမုန်တိုင်းရာဂါစာအခြေအနေသတင်း2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မြန်မာစံတော်ချိန်12နာရီအချိန်ထုတ်ပြန်ချက်ကတော့10နာရီခွဲအချိန်မှာတိုင်းထွာချက်အရထုတ်ပြန်ထားတာဖြစ်ပါတယ်။10နာရီခွဲအချိန်တိုင်းထွာချက်တွေအရတရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီပြည်နယ်တောင်ပိုင်းဒေသတွေကိုဖျက်ချော်လျက်ရှိတဲ့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းရာဂါစာအနောက်ဘက်ကိုရွှေ့လျားခဲ့ပြီးအပူပိုင်းမုန်တိုင်းရာဂါစာအဖြစ်အားလျော့သွားကကွမ်ရှီပြည်နယ်ကိုဆက်လက်ဖျက်ချော်လျက်ရှိပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းရာဂါစာအနောက်ဘက်ကိုဆက်လက်ရွှေ့လျားနိုင်ပြီးနောက်7နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်အဖြစ်နဲ့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။